လုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုတော့ကျွန်တော် Sakura School ဆိုတဲ့ game လေးထဲမှာဆော့ရှာနီးကိုတီးပေးတော့မှာပဲဖြစ်ပါတယ်။ဒီဥဆုံး brother ကဆော့ရှာခြင်းနဲ့ဆိုရင်စေးရုံလေးပါမိတော့ဒီဘောစေးပလင်းလေးကိုယူလိုက်ပါ။ဒါတော့ lab position လို့ခေါ်ပါတယ်။ပြီးတော့ကျွန်တော်တို့စာတင်ကြောင်းအောင်သွားပါဒီနားမှာတွေ့တဲ့စော်လေးတွေခဏရခိုင်းပြီးတော့အမှဘာညာသရကလေးပြောလိုက်ပါthank you လို့ပြောလို့ဆိုတော့ brother တို့နောက်ထပ်စကားလေးတစ်ခုမှဝေးပြောပါပြီးတော့ကျွန်တော်တို့ခဏကယူလာတဲ့စေပလင်းတွေကိုပေးလိုက်ပါပင်သူ့ကိုတောက်တဲ့အထိပဲစောင့်ပါအဲ့လိုမျိုးတောက်လိုက်တဲ့အချိန်မှာဒီနားမှာဒီအသေးပုံတွေမှာ1လို့ပေါ်ရင် brother တို့ကစော်ရသွားပါပြီအဲ့ဒါဆိုရင်သူ့ကိုကျွန်တော်တို့ kiss တွေပါပေးလို့ရပါပြီဒီမှာပေးကြည့်လိုက်ပါဒါဆိုရင်တော့စော်တယောက်ရပါပြီနောက်ထပ်စော်ရှာနေရတဲ့တစ်ခုလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့သူ့ကိုချီလိုက်ပါပြီးရင်ကျွန်တော်တို့ဒီကစိုက်နေတဲ့ဒီ bro စီမှာဗျာအဲ့လိုမျိုး lab position ဆေးရည်တွေအများကြီးဝယ်လို့ရတယ်ဒီစီမှာလည်းဝယ်ပြီးတော့တခြားသူတွေကိုပေးပြီးတော့စော်ထက်ရှာလို့လည်းရပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲbrother တို့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးနှိပ်ပေးခဲ့ပါပြီး comment လေးတယောက်တစ်ချောင်းတော့စီလည်းမဲလို့ရပါတယ်မဲတော့ခဲ့ပါအားလုံးပဲ bye bye